မနေ့ကရလိုက်တဲ့ကြောက်လေးနှလုံးကိုပြန်လဲပြီးတော့မှမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကြောက်ရဲ့အနေထားလေးကဘယ်လိုရှိမလဲဆိုတာကိုသိကျင်တဲ့စိတ်ဝင်စားတယ်ဆိုရင်တော့အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ကြောက်လေးနှလုံးကတော့ခန်းဒီဘဲလော်လေးနှလုံးဖြစ်ပါတယ်ဒီကြောက်လေးကတော့ကျွန်တော်တို့တွေမနေ့ကမှ14သိန်းနဲ့ရလိုက်တဲ့ကြောက်လေးနှလုံးလေးဖြစ်ပါတယ်ကြောက်လေးနှလုံးကတော့နှလုံးလုံးကမန်းကွန်လေးတွေဖြစ်တဲ့အရေးကာလအနေနဲ့တော်တော်လေးကိုလာလိုက်တယ်မှာပါတယ်ဒီအလုံးကြီးကတော့အရေးကာလအနေနဲ့နည်းနည်းလေးစီးပါတယ်အသေးအရှည်လေးတစ်လုံးကတော့ကျွန်တော်တို့တွေဇိမ်းဝါရီဖက်ကိုပို့ပြီးတော့မှလဲပါတယ်တကယ်လို့ဒါဇိမ်းဝါရီလေးဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီအသေးလုံးလေးကပို့ပြီးတော့မှမင်္ဂလာဖြစ်နိုင်ပါတယ်ဒီကြောက်လေးနှလုံးကတော့ကျွန်တော်တို့တွေလှုပ်ချက်အနေနဲ့ကတော့အများကြီးမရှိပါဘူးအရွယ်အစားလေးလေးသေးတဲ့ပုံမှာအခွန်လေးတွေပုတ်ပြီးတော့မှအသွေးနဲ့ကအနာအစာလေးကိုကြည့်ပြီးတော့မှအညစ်အကြေးလေးတွေရှိမယ်ဆိုရင်ဖယ်ထုတ်မယ်ဖယ်ထုတ်ပြီးတော့မှရလာတဲ့အနေထားတိုင်းကိုကျွန်တော်တို့တွေအပွင့်ထုတ်ရမှာပဲဖြစ်ပါတယ်အပွင့်ထုတ်ပြီးသွားတဲ့အနေထားလေးမှာကြောက်လေးကကျွန်တော်တို့တွေမျောမှန်းထားသလိုမျိုးဇိမ်းဝါရီတို့ဇိမ်းရီတို့ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီနှလုံးလုံးကကျွန်တော်တို့အတွက်မင်္ဂလာဖြစ်နိုင်ပါတယ်ဒီကြောက်လေးတွေကတော့ကျွန်တော်တို့တွေအပွင့်နေပါတယ်လိုက်ထုတ်ပြီးသွားတဲ့အနေထားမှာဘယ်လိုပုံစံလေးတွေရလာမလဲဆိုတာကိုကျွန်တော်အနေနဲ့နောက်ဗီဒီယိုနဲ့တော့ပြန်လည်ပြီးတော့မှမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝယ်ထားတဲ့ဈေးနှုန်းလေးကိုမိတ်ဆွေတို့အမြင်လေးတွေကိုလည်း comment မှာချရေးပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်